တွင်ဟာပုံပြင်တွေကိုယုံကြည်တဲ့သူလားဒါမှမဟုတ်အမှန်တရားကိုပဲရှာဖွေသူလားလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကကမ္ဘာပေါ်မှာအခုခေတ်တဲ့တာပိုပြီးခက်မိတဲ့နူးပညာတွေရှိခဲ့တဲ့အင်ပါယာကြီးတစ်ခုရှိခဲ့တဲ့ဆိုရင်တင်ယုံမလားဒါဟာရုပ်ရှင်တွေကပုံပြင်မဟုတ်ပါဘူးကမ္ဘာကျော်တတနိကဗေဒပညာရှင်ပလေတိုကိုယ်တိုင်မှတန်းတင်ခဲ့တဲ့အတ္တလန်တစ်မြို့တော်ကြီးအကြောင်းပါဒီမြို့ဟာဘယ်လိုကြောင့်တညာတဲ့နဲ့ပျောက်ကွယ်သွားတာလဲအခုတော့အဲ့ဒီမြို့ကြီးကဘယ်နေရာမှာရှိနေတာလဲဒီနေ့ဗီဒီယိုမှာတော့အတ္တလန်တစ်ဟာဘယ်လိုနီးတင်တာတွေတုံးခဲ့တာလဲသူတို့ဘာကြောင့်တညာတဲ့နဲ့ပျောက်ကွယ်သွားတာလဲဆိုတဲ့အချက်လက်တွေကိုအသေးစိတ်တူးဆွဲကြည့်ကြမှာပါဗီဒီယိုအဆုံးမှာတော့အခုခေတ်သိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိထားတဲ့အတ္တလန်တစ်မှာတီးနေရအသစ်ကိုပါတင်ပြပေးသွားမှာမို့အဆုံးထိကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအတ္တလန်တစ်အကြောင်းကိုကျွန်တော်တို့စသိရတာကလွန်ခဲ့တဲ့နှစ်ပေါင်း2400နီးပါးကပလေတိုရေးခဲ့တဲ့တီမီယက်စ်နဲ့ခရစ်တီယက်ဆိုတဲ့စာအုပ်တွေကနေပါပလေတိုရဲ့အဆိုအရအတ္တလန်တစ်ဟာဟာဂျူလီရဲ့တိုက်လုံးကြီးများ Pillars of Hercules လို့ခေါ်တဲ့အခုခေတ်ဂျီဘရော်ဒါရေလက်ကြားရဲ့အပြင်ဘက်မှာရှိခဲ့တာပါသူဟာလေပြားနဲ့အာရှမိုင်နာနှစ်ခုပေါင်းထက်တောင်ပိုကြီးတဲ့ကျွန်းကြီးတစ်ကျွန်းဖြစ်ပါတယ်ထူးခြားလာကမြို့ပြတီဆော့ပုံပါမြို့ကူဆက်ဝိုင်းပုံကျုံတုံးထက်နဲ့ဝင်းညံထားပြီးအလေဘဟီမန်ပင်လယ်နက်ပြာပိုစိုက်ဒွန်ရဲ့ရွှေတိုက်ကြီးရှိပါတယ်အဲ့ဒီနန်းတော်ဟူရွှေငွေနဲ့အော်ရီချယ်ခန်လို့ခေါ်တဲ့ဒန်ဒါရီလာတတ်တုတစ်မျိုးနဲ့ပြုလုပ်ထားပါတယ်အဲ့ဒီတတ်တုဟာရွှေထက်တောင်ပိုပြီးတန်ဖိုးရှိပြီးအလင်းပြန်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်အချို့သောလူရွှေချက်ရှာဖွေသူတွေရဲ့အဆိုအရအတ္တလန်တစ်သားတွေဟာ crystal energy လို့ခေါ်တဲ့ထူးဆန်းတဲ့စွမ်းအင်တွေကိုအသုံးပြုပြီးမြို့ကိုလင်းထင်စေခဲ့တယ်လို့ပင်လယ်ရေကြောင်းတွာလာရေးမှလေအန်အမန်အမြန်နှွန်းတွေကိုရရှိခဲ့ကြပါတယ်သူတို့စီမှာကြောက်တုံးတွေကိုပျော်သွားအောင်လုပ်နိုင်တဲ့နည်းပညာရှိလို့ပီရာမစ်တွေထက်တောင်ပိုကြီးတဲ့အဆောက်အုံတွေကိုအလွယ်တကူတည်ဆောက်နိုင်ခဲ့ကြတာပါဒါအပြင်သူတို့မှာလေရင်ပြန်တွေနဲ့ဆင်းတူးတဲ့နည်းပညာတွေရှိခဲ့တယ်လို့တောင်အချို့ကယူဆကြပါတယ်ဒါဟာဒန်ဒါရီလာတကယ်ပဲခစ်မီခေတာလားဆိုတာကတော့အခုထိနတ်နယ်နီးစေပါပဲဒါပေမဲ့ဒီလောက်အင်အားကြီးတဲ့နိုင်ငံတော်ကြီးဟာဘာလို့သူညတဲ့နဲ့နစ်မြုပ်သွားတာလဲပလီတိုကတော့အတ္တလန်တစ်သားတွေဟာနက်ဖျားရဲ့လမ်းစဉ်ကိုစွန့်ခွာပြီးလောဘဇောတွေတက်လာတဲ့အတွက်ဇူးနတ်မင်းဇူးစကအပစ်ပေးခဲ့တာလို့ဆိုပါတယ်နက်ဖျားရဲ့အမျက်တော်ကြောင့်ငလျင်ဒီပြင်းထန်စွာလွတ်ခတ်ခဲ့ပြီးပင်လေရီတွေကတမျိုးလုံးကိုဝါမျိုးသွားခဲ့ပါတယ်ဒီရက်တည်းတညအတဲ့နဲ့တင်ဒီအင်ပါယာကြီးတစ်ခုလုံးဖျောက်ကွယ်သွားခဲ့ရပါတယ်ပြပနီးကြကြည့်မယ်ဆိုရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း360ခန်းမှာကဘာအပူချိန်ရုတ်တရက်မြင့်တက်ပြီးရေခဲပြင်တွေအကြီးပြောကပင်လေရေမြင့်အပြင်အစမတန်မြင့်တက်လာခဲ့ပါတယ်ဒီဖြစ်ရဟာအတ္တလန်တစ်ကိုရေအုပ်ထဲထာဝရနစ်မြုပ်သွားစေခဲ့တဲ့အထူးကအကြောင်းရင်းဖြစ်နိုင်ပါတယ်ဒါဆိုအခုအတ္တလန်တစ်ကဘဲမှာလဲအခုနောက်ပိုင်းမှာစိတ်လှုပ်ရှားစရာအကောင်းဆုံးယူဆချက်တစ်ခုကတော့အာဖရိကမော်ရီတေးနီးယားတဲကန်ဒါရာထဲကဆာဟာရာရဲ့မျက်လုံး Eye of the Sahara ပါပဲထူးဆန်းတာကဒီနေရာရဲ့ပုံစံဟာပလီတိုဖော်ပြခဲ့တဲ့စက်ဝိုင်းသုံးတဲ့ဝိုင်းနေတဲ့အတ္တလန်တစ်မျိုးပုံစံနဲ့ထပ်တူကျနေတာပါပဲဒီနေရာရဲ့အချင်းဟာ23ကီလိုမီတာကျော်ရှိပြီးပလီတိုဖော်ပြခဲ့တဲ့အတ္တလန်တစ်ရဲ့အတိုင်းအတာနဲ့တစ်ထပ်တည်းကျနေပါတယ်ဒီနေရာမှာရှေးဟောင်းရေးတိုက်ထားတဲ့အမတ်သားတွေပင်လယ်ခရူခွန်တွေနဲ့ရှေးဟောင်းကြောက်လက်နက်တွေကိုတွေ့ရှိထားပါတယ်ဒါဆိုရင်အတ္တလန်တစ်ဟာပင်လယ်အောက်မှာမဟုတ်ပဲတဲကန်ဒါရာအောက်မှာရှိနေတာလားအတ္တလန်တစ်ဟာပုံပြင်တစ်ခုပဲဖြစ်ဖြစ်တကယ်ရှိခဲ့တဲ့သမိုင်းတစ်ခုပဲဖြစ်ဖြစ်သူဟာကျွန်တော်တို့လူသားတွေကိုအတော်မတတ်တဲ့လောဘဟာပျက်စီးခြင်းရဲ့အစားဆိုတဲ့သင်ခန်းစာကိုတော့ပေးထွားခဲ့ပါတယ်သင်တော့အတ္တလန်တစ်ကိုတကယ်ရှိခဲ့တယ်လို့ယုံကြည်ပါသလားအောက်က comment မှာဆွေးနွေးသွားကြရအောင်လွား memories မှာအခုလိုစိတ်ဝင်စားစရာဗီဒီယိုလေးတွေကိုစက်ကြည့်ဖို့ subscribe လုပ်ထားဖို့မမေ့နဲ့ဘူးနော်အားလုံးပဲအေးချမ်းကြပါစေ